ပြောဟတ်တွေလည်းလုံးဝပြေးလဲမရှိတော့လို့ဘာဆက်လုပ်ကြမလဲလို့ချော်ပါတို့ကအော်နေတော့မှပဲလူဖီကတော့ရှေ့ကိုပဲတက်တော့ပြောလိုက်ပါတယ်စကားပြောနေရမယ့်ချိန်မဟုတ်ဘူးလို့ဆိုကလည်းပြောလိုက်ပြီးတော့လူဖီကလည်းအရှိကိုတူတောက်ဝင်ထားဖို့ပြောလိုက်ပါတယ်နာမီကမှန်ပြောင်းတဲ့တခြားကြည့်လိုက်ပြီးတော့တက်ခိုက်ဖို့မလိုအပ်ဘူးလို့ပြောနေတော့မှပဲလူဖီကတက်ခိယာကိုတုံးပြီးတော့ Giant Pistol နဲ့ထိုးပါတော့အဲ့ဒီချိန်မှာပဲရှေ့သက်တင်မောတွေကလည်းပျောက်သွားပြီးတော့မိုးရွာတာလည်းတိတ်သွားခဲ့ပါတယ်ဒါပေကဒီမှာပဲရှိနေတဲ့ပေါ်ရိပ်တွေလို့နာမီကပြောနေတော့မှပဲမိုးဆက်အကြီးကြီးတွေကျလာပါတော့ဒီနေရာကမူဘူဂျီမောပင်လယ်ဖြစ်ပြီးတော့တခါမှမမြင်ဘူးတဲ့ရှားဒီဥတုပုံစံတွေတစ်ခုပြီးတစ်ခုရှောင်းလာလိမ့်မယ်လို့နာမီကရှင်းပြနေတော့မှပဲနောက်ထပ်မိုးသီးတွေကျလာပါတော့မိုးသီးတွေကိုစောဟက်တွေလည်းဖြည့်ရှင်းလို့မပြီးသေးခင်မှာပဲနှင်းနေအများကြီးထပ်ကျလာလို့ရောဘင်ကဖြည့်ရှင်းပေးလိုက်ရပါတယ်နောက်တစ်ခါမိုးတွေရွာလာပြီးပင်လယ်ကြီးကပါကွဲထွက်သွားလို့အားလုံးကတိုင်ပတ်နေပေမဲ့လူဖီကတော့အရန်မိုက်တဲ့ပင်လယ်ပဲလို့ပြောနေခဲ့ပါတယ်ဖရန်ကီကကုတ်ဒီဘတ်နဲ့ကွဲထွက်နေတဲ့ပင်လယ်ကြားတွေကပြန်တက်သုံးမှာပဲမိုးချိုပစ်ခံရပါတော့ဒီလိုနဲ့လူဖီကိုလည်းအယုံကျိုးပြတ်ဖြစ်နေကြပြီးတော့ညူဝေါ်အကြောင်းကိုတကယ်လေ့လာထားရပဲလို့ဘရုတ်ကလည်းနာမီကိုချီးကျူးပါတော့ဒီလိုပူနေတဲ့အချိန်မှာပီယာကအကောင်းဆုံးလို့ဆိုကပြောနေခဲ့ပြီးတော့လူဖီနဲ့ချော်ပါကလည်းဘိုက်စာနေတဲ့အကြောင်းပြောနေပါတော့စန်ချီလည်းအရင်ဆုံးပင်လယ်ရီအောင်ကကပချီယိုကိုအရင်စားပြီးစောင့်နေဖို့ပြောလိုက်ပါတယ်လူဖီကိုလည်းပကံကရှိနေမဲ့ဘာမှမရှိတော့တဲ့အကြောင်းပြောတော့စန်ချီလည်းထူးဆန်းပြီးတော့လက်ရှိချက်နေတဲ့စွပ်ပြုတ်အိုးထဲမှာဘာမှမရှိတော့ပါဘူးအိုးထဲကနေပူစီတေးလေးထွက်လာတာကိုလူဖီကမြင်လိုက်ရပြီးတော့လိုက်ဖမ်းမဲ့ဖမ်းမရဖြစ်နေပြီးတော့ဟင်းချက်စားရဲ့ပစ္စည်းတွေရောရေခဲတာတွေမှာထည့်ထားတဲ့ဟာတွေလည်းခဏလေးတည်းမှာပဲတခုမှမရှိကြတော့ပါဘူးဒီလိုနဲ့လူဖီတို့လည်းအစာတကိုးကိုလိုက်ဖမ်းရပါတော့ဆိုလည်းအစာကတော့ငြိမ်နေပေမဲ့အရက်တွေကပါသွားကြောင်းကြားလိုက်ရတော့ထလာပါတော့နောက်ဆုံးမှာတော့လူဖီမျက်နှာပေါ်ရှောက်လာပြီးတော့ငလမ်းမလေးတယောက်ဖြစ်နေလို့အံ့ဩနေပါတော့လူဖီကသူတို့ရဲ့အစာတွေကိုဘာလို့ခိုးနေရလဲလို့မေးပေမဲ့ငလမ်းမလေးကတော့တင်မောမှာပတ်ပြီးနေပါတော့အားလုံးကဝိုင်းဖမ်းကြပေမဲ့ငလမ်းမလေးကဖရန်ကီကိုပါကင်ပေါက်ပေးလိုက်ပါတော့ဆိုလေဒီတို့အတီလောက်အောင်မယ်လို့ပြောပြီးတော့ငလမ်းမလေးကိုဝိုင်းတဲ့အခါငလမ်းမလေးကမီနီဖူးဝပောင်းကိုတုံးလိုက်ပါတော့ငလမ်းမလေးကနေအကြီးကြီးဖြစ်သွားလို့အားလုံးလည်းအံ့ဩနေကြပြီးတော့စန်ဂျီကလည်းဖွန်ချောင်နေလို့လူဖီကလှမ်းဆွဲပေးရပါတော့လူဖီကအဲ့ဒီမိန်းကလေးရဲ့ခရင်ကို propeller window နဲ့လှည့်ပြီးတော့ရေထဲပစ်ချလိုက်ပါတော့ရေကူးလို့မရတဲ့မိန်းကလေးမလို့စန်ဂျီကဆင်းကျတဲ့အခါကောင်မလေးကပြန်သေးသွားခဲ့ပါခဏကြာမှာတော့ကောင်မလေးကပြန်တီးရလာပြီးတော့ကြီးသွားလိုက်တေးသွားလိုက်ရဲ့မလို့အရန်မိုက်တဲ့အကြောင်းလူဖီကပြောလိုက်ပါတယ်ကောင်မလေးကလည်းသူကအစာကလေးကဂျိုင်းယန်ဆိုရင်မဲ့မီနီအတီးကိုစားလိုက်ခတဲ့ကဒီလိုဖြစ်သွားကြောင်းပြောပြလိုက်ပါတယ်ဖရန်ကီကိုကင်ပေါက်လိုက်တာလဲမိုက်တာမလို့အဲ့ဒါအပြင်ဘာမှများလောက်တတ်သေးလဲလို့ဖရန်ကီကချမ်းပေးလိုက်ပါတယ်ကောင်မလေးကသူလူရဲ့ခန္ဓာကိုယ်ရဲ့အထိဝင်ပြီးတော့ဂျိုင်းယန်ပုံစံပြောင်းပြီးတစားစီဖြစ်အောင်ပါလို့ရရဲဆိုတဲ့အကြောင်းပြောတဲ့အခါလူဖီလည်းသူကရဘာဦးတာမလို့သူလည်းဂျိုင်းယန်လို့ရရဲအကြောင်းပြောလိုက်ပါတယ်စန်ဂျီကလည်းအဲ့ဒီကောင်မလေးရဲ့နာမည်ကိုမေးလိုက်ပါတယ်ကောင်မလေးသူမရဲ့နာမည်က Lily Astromas ဖြစ်ပြီးတော့သူများတွေကတော့ Lily Clapton လို့ခေါ်တဲ့အကြောင်းမိတ်ဆက်လိုက်ပါတယ်။ဘာကြောင့်ဒီထဲမှာရှိနေရလဲလို့နာမည်က Lily ကိုမေးလိုက်ပါတယ်။ Lily လည်းသူပင်လယ်ထဲမှာလူတယောက်ကိုစောင့်နေတော့ရှော့ခတ်တွေရဲ့တင်မောကပေါ်လာတဲ့အကြောင်းပြောပြလိုက်ပါတယ်။ Lily လည်းအခုမှသူ့မရဲ့အဖေကိုရှာနေရရဲ့ဆိုတာကိုသိရပြီးတော့ဒီမှာအချိန်ဖြုံးနေလို့မဖြစ်ဘူးလို့အော်ပါတော့Lily ရဲ့